ဆုံးတရားကအလောကမောင်သားရဲ့မောင်နေတဲ့ညညမှာနေနေလိုပါနဲ့တရားရှိတဲ့ခေဒီအင်ကြီးထဲမှာကျောင်းဆောင်ရတော့လို့ဘွားအော်အရင်မစမ်းကြအပြောစမ်းလည်းမတွေ့နိုင်နဲ့ငိုစမ်းလည်းမတွေ့အရင်လည်းပါနေတော့အလွယ်လေးမပြတ်ချောအဖြစ်စင်တဲ့မတွေ့နိုင်နဲ့အယောင်နဲ့ဆုံးရချစ်တွေအရင်လည်းမသွားနေတော့အစိတ်အတင်တန်းတော့ဒီလည်းနေကြည့်ရလွေပြောပါအလေးမနိုင်နဲ့လမ်းရှာတော့အရင်လည်းမသွားနေတော့အလွယ်လေး